မင်္ဂလာပါကျွန်တော်စီကနေပြီးတော့ Canva Pro ဝယ်မဲ့သူတွေ license ကိုဘယ်လို join မလဲဆိုတာတစ်ဆင့်ချင်းပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကို Canva သုံးမဲ့ Gmail ကိုကျွန်တော်တို့စီပို့ပေးရမှာဖြစ်ပါတယ်ပို့ပြီးတော့ပြီဆိုတော့အဲ့ဒီ mail ထဲကိုကျွန်တော်ကဒီ license invite ပို့ပေးမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ Gmail ထဲကိုဝင်လိုက်မယ်ဆိုတော့ဒီမှာဒီ via Canva ဆိုပြီးတော့ဒီ mail လေးတစ်ခုဆောင်တွေ့ရပါလိမ့်မယ်ဆိုတော့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနေပြီးတော့ပြီဆိုတော့ဒီအောက်မှာဒီ join school ဆိုတာလေးရှိပါတယ်ဒီ join ဆိုတာလေးကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကဒီမှာ continue with Google ဆိုတာနှိပ်ပြီးတော့ဆက်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ခုနတုန်းကဒီ Gmail ကိုပဲပြန်ပြီးတော့ရွေးပြီးတော့ဝင်အောင်မှာဖြစ်ပါတယ်ပြီးအောက်မှာဒီ continue ကိုဆက်ပြီးတော့နှိပ်လိုက်ပါဆိုတော့ခဏဆောင်ပြီးဆိုတော့ဒီ Canva website ထဲကိုရောက်လာမှာဖြစ်ပါတယ်ဒီမှာဒီ welcome to ဆိုပြီးတော့ပေါ်လာတယ်ဆိုတော့ကျွန်တော်တို့ရသွားပြီဖြစ်ပါတယ်ဒီမှာ let's go ကိုနှိပ်လိုက်ပါမယ်ဒါပြီးတော့ကျွန်တော်ဒီ Canva ကိုကျွန်တော်တို့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ဒီမှာ template တွေပုံတွေဆိုရင်လည်းဒါကျွန်တော်တို့ Pro version မှာပါတဲ့ဟာတွေအကုန်လုံးကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကဲပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်